သွဲနေဒီလောကကြီးအလဲလို့သူရဲ့ပြုံးလာလာကိုမြင်တွေ့နိုင်တယ်လို့မလို့သူရဲ့မုန်းအပ်တာကိုလဲကြုံရမှာပဲလောကရဲ့နေရာမှာတဘောတရားအတိုင်းကိုကျင်သူရဲ့ချီးမွမ်းစကားကိုကြားရနိုင်တယ်လို့မကျင်သူရဲ့ကဲရဲ့စကားတန်လဲကြားရမှာမလွယ်ကြကြုံမဲ့အကောင်းနဲ့အဆိုးလောကဒဏ်တရားကိုဘယ်သူတွေဘယ်လိုပုံနဲ့ရှောင်လွဲလို့ရနိုင်မှာလဲအကြောင်းတရားတိုင်းအကျိုးတရားရဲ့ဖြစ်ကြစမြဲကွယ်အနိုင်မယူတာအရှုံးမှမဟုတ်တာပဲစိတ်တမကြပါနဲ့စိတ်တမကြပါနဲ့တခါတလေလဲပြိုရင်အခါတရားပြန်ထားဖို့ကြိုးစားနိုင်ရမယ်အရာရာကိုအကောင်းမြင်စိတ်နဲ့ကြည်တက်လာတဲ့တနေ့ကြရဲ့အရာရာဟာလှပနေလေမယ်ဆိုတွန်သွဲနေဒီလောကကြီးရဲ့လေလို့သူရဲ့ပြုံးလာလာကိုမြင်တွေ့နိုင်တယ်လို့မလို့သူရဲ့အမုန်းအတ္တကိုလည်းကြုံရမှာပဲလောကရဲ့နေရာမှာတဘောတရားအတိုင်းကွယ်ကျင်သူရဲ့ချီးမွမ်းစကားကိုကြားရနိုင်တယ်လို့မကျင်သူရဲ့ကဲရဲ့စကားတန်လဲကြားရမှာမလွယ်ဘယ်သူမဆိုအသေးချာကြုံမဲ့အကောင်းနဲ့အဆိုးလောကဒဏ်တရားကိုဘယ်သူတွေဘယ်လိုပုံနဲ့ရှောင်လွဲလို့ရနိုင်ပါလဲအကြောင်းတရားတိုင်းအကျိုးတရားရဲ့ဖြစ်ကြစမြဲကွယ်အနိုင်မယူတာရှုံးမှမဟုတ်တာပဲစိတ်တမကြပါနဲ့စိတ်တမကြပါနဲ့တခါတလေလဲပြိုရင်အခါတရားပြန်ထားဖို့ကြိုးစားနိုင်ရမယ်အရာရာကိုအပြုသဘောဆောင်တဲ့စိတ်ဓာတ်နဲ့တွေ့ကြည့်တတ်ရဲ့အရာရာဟာလှပနေလေ